哎，到了，这个都有来招募。ခုဒီနေ့အချိန်နေတော့ပြောပါဦး 也许带不了多少几件了啊，路边嘞，过来，这盖路边走路嘞，路远点了呗，啊，点了嘛就弄来咖啡了，走了嘛单点嘛，啊，走路路嘞，这个嘞，咱们也，家嘞，家走路来家送呗。 ကဲဦးစံဒီနေ့တိုက်ပွဲအချိန်လေးနည်းတော့ပြောပါဦးဒီနေ့မနေ့ကစပြီးတော့ တိုက်ပွဲချင်နေရတော့ဒီမနေ့ကဘယ်လိုပြောမလဲဟိုဒီတိုက်ပွဲတစ်လနဲ့နှစ်လတော်တွင်းမှာဒီနှစ်ကသူဟိုဘယ်လိုပြောပြစ်ခတ်မှုဟိုအကြီးမားဆုံးပြောလို့ရတယ်လက်နဲ့ကြီးအလုံးယာနဲ့ချီပြီးပြစ်ခဲ့တယ်အခုဆိုယာကြော်ခဲ့ပြီနော်ဒီမွန်လွင်ပွဲဒီ3နိုင်ကန်ဒီလေးမှာသူရဲ့လှုပ်ရှားမှုတွေပြင်းထန်လာတယ်ပြစ်ခတ်မှုဖြစ်တယ်ပြစ်ခတ်မှုဖြစ်တယ်ဆိုတော့လည်းဥမာတကယ်လို့တည်င်းဌာနနေရလဲကြည့်မယ်ဆိုရင်လည်းတွေ့ရမှာပဲနော်အေး तू ကအခုကဘယ်လိုပြောမလဲဟိုတစ်ဖက်ပြန်ကြည့်မယ်ဆိုလို့ရှိရင် तू ကျွန်တော်တို့လက်တိုက်တာကျွန်တော်တို့သူ့ရန်သူသူရွေးလာတာရင်မကြည့်ဘူးအခုဘာမဟုတ်တဲ့ဒီဟိုအပြစ်မဲ့ဒီဟိုထောင်သားတွေပေါ့ဘယ်လိုပြောမလဲနိုင်ငံရေးအကျဉ်းသားတွေဒီလူတွေကပြန်ပြန်ရောက်လဲသူတို့ပုံကံပြီးဟိုတင်တာမဟုတ်ဘူးအေးအဲ့ဒါတွေကိုလည်းသူတို့ခေါ်ပြီးသုံးတယ်9ရောက်တွေချီလာတော့ကျွန်တော်အဲ့လိုကြာသိရတယ်နော် ဘုရားလက်တန်ရသွားတယ်လူကြားတယ်လက်မာလာပါလားအဲ့မှာဟိုနင်းလောက်ရသေးတယ်ပြောတယ်ဘယ်တော်တော်ပြင်းပြင်းထန်ထန်ဖြစ်လိုက်ပြီလား ကျွန်တော်တန်ရဟုတ်တယ်ကျွန်တော်ဖြစ်တဲ့ပွဲမှာဆိုရင်အားလုံးအုပ်စုဒီ3လတော်တွေမှာဟိုအပြင်းထန်ဆုံးပြောအောင်ပေါ့ ဟုတ်ကဲ့ အဲ့ဒီမှာကျွန်တော်ရဲဘော်တယောက်လည်းတီဆုံးခဲ့တယ်နော်နောက်မို့ဆိုသူ့ရဲ့ရုပ်လောင်းကိုလည်းကျွန်တော်မသိနိုင်ဘူးမသိနိုင်တဲ့အချင်းတော့ဘာကြောင့်လဲဆိုတော့အင်အားရအားမျှတမှုမရှိဘူးကျွန်တော်ရောက်ရှိတဲ့နေရာရန်သူကြားထဲမှာလည်းဖြစ်နေတယ် ဟုတ်ကဲ့ နော်ရန်သူကဘယ်လိုပြော तू ကဒီသူ့အမြောက်ကုန်းကနော်ဒီဟိုရသစ်တောင်မှာရသစ်ကူဝင်းမှာရှိတယ်နော်ဒီတက်ကော်ကျိုးတောင်တန်းကနေ तू ဆင်းလာတယ်ဒီဘူကာနာဖျားမှာနော်နောက်တစ်ဖက်လည်းဒီဖလူးမင်းလည်းပတ်မှာသူတို့ရဲ့စစ်ကြောင်းလည်းရှိတယ်သူ့ရဲ့စခန်းဆိုလည်းရှိတယ်ဒီဖလူးကျွန်တော်တို့အရာဟိုအထိုင်စခန်းဆိုတာတကယ်ဟိုချီကုတ်အဲ့ဒီမှာရှိတယ်ကျွန်တော်ဂျားထဲမှာဖြစ်နေလို့ကျွန်တော်လေလွင့်တကူလေးနဲ့ကျွန်တော်ဆုတ်လိုက်မယ်ဆိုရင်ရန်သူတွေ့ရတဲ့နဲ့ကျွန်တော်မတိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တက်မှုဖြစ်နေတဲ့ကျွန်တော်ညံ့ကြမယ်အေးဒါပေမဲ့ပထမဆုံးကကျွန်တော်ကြိုဝဲပြီးတိုက်တယ်တိုက်နေချိန်မှာကျွန်တော်တိုက်နေချိန်မှာရန်သူကလည်းကျွန်တော်လှုပ်ရှားမှုကကျွန်တော်မှဘယ်လိုလဲဟိုကြီကာတွေမျက်ကာတွေမကောင်းတဲ့ကြောင့်ကျွန်တော်တွေ့တယ်တွေ့တဲ့ချိန်မှာသူကျွန်တော်တို့ပြစ်ခတ်မှုတွေတအားဖြစ်လာတယ်ပြည့်တယ်ကျွန်တော်ရဲဘော်လေးတယောက်ကနော်အခုဆိုရင်သူရဲ့ခြေထောက်နှစ်ဖက်လုံးပြတ်နေတယ်သူပြောတဲ့ဘိုလ်ကြီးနေလာကြည့်အောင်ဒီရန်သူကငါတို့မတိုက်ဘူးသူလာနေဆိုရင်ငါတို့နီးကန်းလဲရောက်လာငါတို့ဘယ်လိုလုပ်မလဲငါတို့ဘယ်လိုပြေးမလဲငါတို့တိုက်ရမယ်တိုက်လို့တိုက်ပေါ့အဲ့မှာတိုက်လဲတိုက်ခါကြတော့ဖြစ်လို့ကျွန်တော်တို့လည်းသူတွေ့တယ်ဆိုတော့သူရဲ့လက်နေကြည့်တန်းနဲ့ကျွန်တော်တို့ဟိုတယောက်သိခဲ့တယ်အဲ့ဒီမှာ9ယောက်တန်ရခဲ့တယ်ပေါ့9ယောက်တန်ကြတယ်မှာကျွန်တော်လည်းဘယ်လိုရတတ်နိုင်သလား